Hi guys ကျွန်မဒီနေ့ချက်ပြမှာတော့ Malay style အရင်ပညာချက်နေလေးချက်ပြမယ်နော်ကျွန်မနဲ့တူတူလိုက်ကြည့်ကြပါအောင်ရှင်ပစ္စည်းအနေနဲ့ကတော့ကျွန်မချက်ပေါင်12တောင်းသုံးထားပါတယ်ရှင်ပြီးသွားရင်တော့နနန်စီနည်းနည်းစီရနည်းနည်းချင်းချက်သွန်ပြူစပလင်းစနွင်းတက်လေးကိုသုံးထားပါတယ်ပြီးရင်ကိုလုံးပါဝင်ပစ္စည်းတွေကိုလုံးကျွန်မ blender ထဲရွေးကြိတ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဦးတစ်လုံးထဲမှာစေးကြောတန့်စင်ထားတဲ့ကြက်သားတွေကိုစီထည့်မယ်ပြီးရင်ကြိတ်ထားတဲ့အနှစ်ကိုထည့်ပြီးတော့မှွေလိုက်မယ်ပြီးရင်ကြက်သားရေဝါကျတော့ကြက်သားမြုပ်တဲ့ဒီကျွန်မထည့်လိုက်တယ်နော်ပြီးတော့ကတော့ကျွန်မစားရင်တကြားရထည့်တယ်ပေါ့နော်ချိုးမုတ်သုံးခြင်းနဲ့တော့တကြားအစားတို့အချိုးမုတ်သုံးလို့ရပါတယ်ပြီးရင်တော့မီးအေးနဲ့ကျွန်မမိနစ်အစိတ်လောက်ကိုမှပြုတ်ထားလိုက်ပါတယ်ကြောက်ရတဲ့ကြက်သားတွေကိုကျွန်မစကားတစ်ခုထဲမှာစစ်ပြီးတော့တက်တက်ထည့်ထားလိုက်ပါတယ်ပြီးွားရင်တော့ကြက်သားကြော်ဖို့တော့ကျွန်မမုံနှစ်ဆက်ပါမယ်နော်ဇလုံးတစ်ခုထဲမှာပြောင်းကုန်မုံနှစ်စွန်းဂျုံမုံနှစ်စွန်းဆန်စိမ့်မုံနှစ်စွန်းနဲ့ကြက်သားပြုတ်ရည်ကိုကျွန်မထည့်မယ်နော်ဘာကြက်သားမှာတော့ထည့်တဲ့စရာမလိုတော့ဘူးနော်အဲ့ဒါနဲ့ပဲကြက်သားပြုတ်ရည်အရသာနဲ့ပဲအဆင်ပြေသွားရယ်နော်အရသာလေအဲ့တော့အကုန်လုံးကိုကျွန်မရောသမားအောင်မွေမယ်ပြီးွားရင်ကြက်သားပြုတ်ထားတာလေးတွေကိုမုံနှစ်တဲ့ကိုထည့်ပြီးတော့ကျွန်မကြော်မယ်ပေါ့နော်စားကြော်ဖို့အတွက်စီအိုးပူလာပြီဆိုရင်ကျွန်မအထဲကိုစီတဲ့ကိုပေါ့နော်ပြောင်းကော်မုတ်တစ်စုံလောက်ထည့်လိုက်တယ်ပြောင်းကော်မုတ်ထည့်တာစီလဲမပေါက်တော့ဘူးပြီးရင်ကြက်သားလေးတွေကအယောင်ရဲရဲလေးနဲ့အယောင်အရန်လှတယ်ပေါ့နော်မီအေးအေးလေးနဲ့ကျွန်မကြက်သားလေးတွေကိုတစ်ခုချင်းစီကိုမီအေးအေးလေးနဲ့ကြော်မယ်ပေါ့နော်ကြက်သားတွေရဲပြီးအယောင်ရလာပြီးကြက်ပြီဆိုရင်ဖဲထုတ်လိုက်ပါမယ်ရှင်ပြီးရင်တော့ကျွန်မအဲ့ဒါတွေကြက်သားကြော်ထားတာလေးတွေကိုငရုတ်ကြပွေလေးတုံးပြီးတော့ကျွန်မဟိုဘက်ဒီဘက်နည်းနည်းလေးထုလိုက်မယ်ပေါ့နော်ကြက်သားတွေအကုန်လုံးကိုတစ်ဖက်တစ်ချက်စီအကုန်လုံးကိုထုတယ်အဲ့လိုလေးထုလိုက်ပြီဆိုရင်ပြီးရင်ငရုတ်သီးအနှစ်ပေါ့နော်သူ့ရဲ့ငရုတ်သီးအနှစ်လေးကိုအဲ့ပေါ်မှာဆန်းလိုက်ပြီဆိုရင်ကြက်သားတွေကိုဒီငရုတ်သီးအနှစ်လေးကစိတ်ဝင်သွားတော့ရတာပူရှိပြီးရင်တော့ခုနကြက်သားပြုတ်ရည်လေးကိုတုံးပြီးတော့ကျွန်မထမင်းချက်ထားလိုက်ပါတယ်ရှင်ဒါကြတော့ငရုတ်သီးအနှစ်ချက်ဖို့တော့ပါဝင်ပစ္စည်းလေးတွေပါရှင်အဲ့ပါဝင်ပစ္စည်းတွေကိုအကုန်လုံးကိုကျွန်မကြော်မယ်ပေါ့နော်အရင်ဆုံးအိုးထဲမှာစီထည့်မယ်ကြက်သွန်နီကြက်သွန်ဖြူကိုစီနဲ့ကြော်မယ်ပြီးရင်ငရုတ်သီးစိမ်းခရမ်းကျင်သီးအပြင်ခနောကြက်သားခဲလေးကိုပါကျွန်မထည့်လိုက်မယ်ပေါ့နော်အဲ့ဒါလေးတွေအကုန်လုံးကိုစီနဲ့ကြော်မယ်ငပိကိုကကြတော့ပြီးမှထည့်မယ်ပေါ့နော်ပါဝင်ပစ္စည်းလေးကိုကျွန်မမီးအေးအေးလေးနဲ့အချိန်ကြာလေးခင်းကျင်သီးတွေနွမ်းပြီးတော့ကြက်သွန်နီကြက်သွန်ဖြူလေးတွေအယောင်ပြောင်းလာတယ်အယောင်ပြောင်းလာပြီဆိုရင်ကျွန်မအကုန်လုံးကိုဖယ်ထုတ်ပြီးတော့ဘလန်ဒါလေးနဲ့ကြိတ်ထားလိုက်ပါမယ်ရလာတဲ့အနှစ်တွေကိုစီပူပူမှာထည့်ပြီးတော့မီးအေးအေးလေးနဲ့ကျွန်မကြော်ပါမယ်ရှင်10မိနစ်လောက်ကြော်ပြီးတဲ့အချိန်မှာတော့စားလေးရယ်ငပိလေးရယ်ထည့်ပါမယ်ချုံမုတ်ကြရင်တော့အချုံမုတ်လေးထည့်ပါဗောနော်အားလေးကိုမီးအေးအေးလေးနဲ့ကျွန်မခြောက်ပြီးတော့အယောင်ပြောင်းလာတဲ့အထိစီပြန်လာတဲ့အထိကြော်ရပါပဲအနည်းဆုံးကြော်ချိန်35မိနစ်လောက်ကျွန်မကြော်လိုက်ပါတယ်ရှင်ဒါဆိုရင်တော့ရတာရှိတဲ့ကြက်ကြော်လေးရယ်အသားရူးကြော်လေးရယ်ငရုတ်သီးအနှစ်လေးရယ်တခွားသီးလေးရယ်ရပါ